အခုထိုင်းနိုင်ငံမှာပြန့်ပွားနေတဲ့မြောက်ကျောက်ယောဂအသက်သေစေနိုင်လားကျွန်တော်တို့အခုမြန်မာနိုင်ငံမှာလည်းဒီလိုယောဂကအချိန်မီပြန့်ပွားနိုင်ပါတယ်ဒါကြောင့်ဒီမြောက်ကျောက်ယောဂရဲ့ယောဂလက္ခဏာတွေကူးစက်ပုံတွေကာကွယ်ကုသနည်းတွေလူတိုင်းသိထားသင့်ပါတယ်မိတ်ဆွေရောမသိသေးဘူးဆိုရင်ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပေးပါမင်္ဂလာပါကျွန်တော်တော့ရေပြားနဲ့အထွေထွေယောဂများကို online ကနေကုသပေးနေတဲ့ဆရာအောင်ဒေါက်တာနေတာတော့ဖြစ်ပါတယ်ဒါဆိုမြောက်ကျောက်ယောဂဆိုတာဘာလဲမြောက်ကျောက်ယောဂကိုကျွန်တော်တို့ကMpox လို့လည်းခေါ်တယ်။ဘာကြောင့်ဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီ Monkeypox virus လို့ခေါ်တဲ့ဒီ virus ပိုးယောဂတစ်မျိုးကြောင့်ဖြစ်တယ်။ကူးစက်တတ်တယ်။လူတိုင်းဒီမှာကူးစက်ခံရနိုင်တယ်။ဒါဆိုမြောက်ကျောက်ယောဂရဲ့ယောဂလက္ခဏာတွေကဘာတွေလဲ။ဖျားမယ်၊လေချောင်းတွေနာမယ်၊နှုံးမယ်ပြီးလို့ရှိရင်ခေါင်းကိုက်တာတွေ၊ညောင်းကိုက်တာတွေဖြစ်တတ်တယ်ပေါ့နော်။သူကဒါတုပ်ကွေးရဲ့ယောဂလက္ခဏာနဲ့တူတယ်။ဒါပေမဲ့မတူတဲ့အချက်ကတော့သူကရေကြောက်လိုမျိုးကျွန်တော်တို့ရေကြည်ပူလေးတွေပေါက်တတ်တာပါပဲ။များသောအားဖြင့်ကျွန်တော်တို့မျက်နှာတွေ၊ပါးစပ်တွေ၊အာခေါင်တွေဒီပေါင်ချံတွေလိန်ကားတွေနဲ့ဒီစောဝါးတွေမှာဒီရေကြည်ပူလေးတွေပေါက်တတ်တယ်ဒီရေကြည်ပူလေးတွေကနှစ်ပတ်ကနေ၄ပတ်လောက်ထိကြာနိုင်တယ်ဒီရေကြည်ပူသေးသေးလေးကနေပုံမှန်ကြီးတွေဖြစ်ပြီးတော့ဒီအနာချက်သွားပြီးတော့အရေပြားလန်သွားတဲ့အထိအဆင့်ထိဖြစ်တတ်တယ်ဒီလိုဖြစ်မှလည်းကျွန်တော်တို့ယောဂပျောက်တယ်ပေါ့နော်ပြီးတော့တခြားယောဂလက္ခဏာတွေကတော့ကျွန်တော်တို့ဗျံကျော်လင်းနှုတ်လို့ခေါ်တဲ့ကျွန်တော်တို့တက်စီတွေရောင်တာဖြစ်တတ်တယ်ခါးကိုက်တတ်တယ်ပြီးရင်အားရင်ကုန်ခန်းပြီးတော့နှုံးတာမျိုးတွေဖြစ်တတ်ပါတယ်ပေါ့နော်အဲ့တော့ဒီယောဂကဘယ်လိုကူးလဲဆိုရင်ကျွန်တော်တို့လူချင်းကူးတတ်တယ်လူနာရဲ့ဝတ်စားအနေနဲ့တဆင်ကူးတတ်တယ်ပြီးရင်တလိမ့်ဆန်အနေနဲ့တဆင်ကူးတတ်တယ်လူချင်းဘယ်လိုကူးလဲဆိုတော့ကျွန်တော်တို့ face to face ပေါ့နော်မျက်နှာချင်းဆိုင်ပြီးတော့ကျွန်တော်တို့စကားပြောတာတွေဒါမှမဟုတ်ရင်အသက်ရှူတာတွေတဆင်ကူးတတ်တယ်နောက်တစ်ခုက skin to skin လူနာရဲ့အရေပြားနဲ့ထိတွေ့ရင်ကူးတတ်တယ်ဥပမာအပြင်ကျွန်တော်တို့လိင်ဆက်ဆံတာမျိုးတွေအရေပြားချင်းတိုင်းထိတွေ့ရမျိုးကနေကူးတတ်တယ်နောက်တစ်ခုက mouth to mouth ပါးစပ်ချင်းထိတွေ့ရနေကူးတတ်တယ်များသောအားဖြင့်လူနန်းတာအနေနဲ့တဆင်ကူးတတ်တယ်ပေါ့နော်နောက်တစ်ခုက mouth to skin ပေါ့နော်ပါးစပ်ကနေဒီရေပြားကိုထိတွေ့ရင်ဥမာကျွန်တော် oral sex လုပ်တာဒါမှမဟုတ်လို့ရှိရင်ယောဂရှိတဲ့လူကကိုယ့်ရဲ့ရေပြားလာနန်းတာမျိုးကနေပြီးတော့ကူးစက်တတ်ပါတယ်နောက်တစ်ခုကတော့ respiratory droplet လို့ခေါ်တဲ့ဒီလူနာရဲ့ဒီလက်ရှူလိုက်ရနေထွက်လာတဲ့အမှုန်မွားတွေနှာရှိချောင်းဆိုးလိုက်တာနေထွက်လာတဲ့အမှုန်မွားတွေကိုရှူရှိုင်းမိတယ်ဆိုလို့ရှိရင်လည်းကူးစက်တတ်ပါတယ်ဒါကြောင့်ဘယ်လိုလူတွေကူးစက်တာများလဲဆိုရင်ကျွန်တော်တို့ယောဂရှိတဲ့လူနဲ့အတူနေမိသားစုဝင်တွေပို့ပြီးတော့ကူးစက်တတ်တယ်နောက်တစ်ခုကယောဂရှိတဲ့လူနဲ့ဒီလိင်ဆက်ဆံပြီးရင်ကူးစက်တတ်ပါတယ်ဒါကြောင့်မလို့ဒီလို sex worker တွေမှာကူးစက်တာများပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့လူနာရဲ့အဝတ်အစားတွေစောင်တွေသူ့ရဲ့အသုံးဆောင်ပစ္စည်းတွေနှာကိုအသုံးပြုတဲ့ဆေးထိုးအပ်တွေဒီလိုကနေစင်လဲကူးစက်တတ်ပါသေးတယ်။နောက်တလိမ့်ဆန်ကနေဘယ်လိုကူးလဲဆိုရင်ဒီယောဂပိုးရှိတဲ့တလိမ့်ဆန်ကိုအမဲလိုက်မိတာသူ့ရဲ့အသားကိုကျွန်တော်တို့ထိတွေ့ကင်တွေ့ပြီးတော့ချက်ပြုတ်စားမိတာတွေကနေစင်ကူးစက်တတ်ပါတယ်။ဒါဆိုရင်ဒီယောဂကဘယ်လောက်ထိဆိုးနိုင်လဲပေါ့။လူများစုကအရေးကြီးဘူးပေါင်းဖျားနာပြီးတော့2ပတ်3ပတ်4ပတ်လောက်နေလို့ရှိရင်တက်တာသွားကြတာများတယ်ပေါ့နော်။ဒါပေမဲ့အနည်းစုကတော့ဒီယောဂကိုစိုးရတဲ့အဆင့်ထိခံစားပြီးတော့အသက်သေသေးနိုင်ပါတယ်။အဲ့တော့ဘယ်လိုနောက်ဆက်တွဲဖြစ်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီခန္ဓာကိုယ်မှာရှိတဲ့ဒီရေကြည်ပူလေးတွေကပေါက်ပြဲပြီးတော့အပြင်ကနေဘက်တီးရီးယားပိုးဝင်နေပေါ့ဗျာ။အဲ့ဒီဘက်တီးရီးယားတွေမှာသွေးရနေတဲ့အဆင့်ခန္ဓာတစ်ခုလုံးကိုပြန့်သွားပြီးတော့ sepsis လို့ခေါ်တဲ့ဒါသွေးစိမ့်တဲ့ယောဂဖြစ်သွားတယ်ပေါ့နော်။ဒီလိုဖြစ်တဲ့ဆိုရင်ကျွန်တော်တို့အုံနောက်တွေရောင်ရမယ်၊နှလုံးတွေအဆုပ်တွေရောင်ရမယ်၊အဆိုင်ဦးလမ်းကြောင်းတွေရောင်ရမယ်။ဒါဆိုရင်ကျွန်တော်တို့ဝန်းချောတာတွေအန်တာတွေဖြစ်ပြီးတော့ဒီရေဓာတ်ဆုံးရှုံးတာတွေဖြစ်ပြီးတော့အသက်သေစေနိုင်တယ်။ပြီးတော့ဒီစောဝါးနဲ့စီးလမ်းကြောင်းကိုလည်းရောင်ရမ်းစေနိုင်တယ်။ cornea infection လို့ခေါ်တဲ့ကျွန်တော်မျက်လုံးပိုးဝင်ပြီးတော့အမြအယုံဆုံးရှုံးတဲ့အဆင့်ထိလည်းဖြစ်တတ်ပါတယ်။ကိုယ်ခံအားနည်းတဲ့သူတွေ HIV ပိုးယောဂရှိတဲ့လူတွေနဲ့ယောဂခံရှိတဲ့လူတွေမှာဒီယောဂဖြစ်တဲ့ဆိုလို့ရှိရင်တော့ပို့ပြီးတော့စိုးရင်ရပါတယ်။ဒါဆိုဒီလိုယောဂဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြုမှုနေထိုင်ရမလဲဘယ်လိုကာကွယ်ကုသရမလဲဆိုတော့ကျွန်တော်ခုပြောပြပေးပါမယ်။အဲ့တော့ဒီယောဂဖြစ်ပြီဆိုလို့ရှိရင်ကိုယ့်ကိုယ်အတန်တရားရှိတာနဲ့ဆရာဝန်နဲ့အမြန်ပြပါဆေးရုံဆေးကန်းသွားပါဆေးရုံတက်ဖို့လိုရဆိုရင်ဆေးရုံတက်ပါဒါမှမဟုတ်ဆေးရုံတက်ဖို့မလိုဘူးဆိုရင်ကိုယ့်ရဲ့အခန်းထဲမှာတည်တံ့နေပါမိသားစုနဲ့ခွဲပြီးတော့နေပါပေါ့နော်ပြီးတော့ကိုယ်အခန်းထဲမှာတခြားလူဝင်လာတယ်ဆိုလို့ရှိရင် mask တက်ပါလက်ကိုခဏခဏလက်ရည်ဆေးပါစားငိုင်လေးပလုတ်ချင်းပါရင်နွေးလေးချိုးပါအနာဖြစ်တဲ့နေရာတွေကိုလုံခြုံအောင်ဝတ်ပေးထားပါကြိုက်ခဲတယ်ဆိုလို့ရှိရင်ဖျားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဈေးတိုင်းမှာအလွယ်တကူဝယ်လို့ရတဲ့ paracetamol သုံးဖို့ ibuprofen 200 mg ကို2ချိန်ကနေ3ချိန်အစာလေးနဲ့တွဲပြီးတော့တောင်းနိုင်ပါတယ်လုံးဝမလုံးဝမဲ့အရာရှိပါတယ်အဲ့ဒါကတော့ဘာလဲဆိုတော့ကျွန်တော်တို့ဒီအရေးကြီးပူလေးတွေကိုဖောက်ပစ်တာပါရေကြည်ပူလေးကိုလုံးဝမဖောက်ပြရပါဘူး။ဘာလို့လဲဆိုတော့လိုဖောက်ပြလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အပြင်ကနေယောဂပိုးတွေဝင်လာနိုင်တယ်အနာကျက်တာနေသွားမယ်။တခြားကိုယ့်ရဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကိုလည်းယောဂပိုးကူးစက်တတ်တယ်။တခြားလူတွေကိုလည်းကူးစက်နိုင်တယ်ပေါ့နော်။နောက်တစ်ခုကဒီရေကြည်ပူလေးတွေကပေါင်ချန်နေလိန်ကားတွေမှာအဓိကဖြစ်တာများတော့ဒီ private area ကိုအမွှေးရိပ်တာမျိုးတွေမလုပ်ပါနဲ့အနာရှိနေတဲ့တော့တင်မှာလုံးဝမွေးမေးရပါဘူး။ဒါဆိုဒီမြောက်ကျောက်ယောဂမကူးစက်ခံရဖို့ဆိုလို့ရှိရင် mask တက်ပါလက်ကိုခဏခဏဆေးပါယောဂပိုးရှိတယ်လို့တန်တရားရှိတဲ့လူနဲ့လိင်ဆက်ဆံတာမျိုးမလုပ်ပါနဲ့ဒီ sex worker တွေ prostitute တွေနဲ့လိင်ဆက်ဆံတာမျိုးမလုပ်ပါနဲ့ဒီ sex worker တွေအနေနဲ့လည်းကို
ကိုယ့်ရဲ့ customer ကိုအမြင်ကွန်တုံးသုံးဖို့ပြောပါ oral sex လုပ်တာတွေ anal sex လုပ်တာတွေလုံးဝမလုပ်ရပါဘူးအားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးရမိတ်ဆွေတွေအကျိုးရှိရဆိုလို့ရှိရင် comment မှာ yes လို့ရေးပေးခဲ့ပါတခြားမိတ်ဆွေတွေသိအောင်လည်း share ပေးသွားပါကျွန်တော်ရဲ့ Facebook TikTok နဲ့ YouTube channel လေးကိုလည်း follow လုပ်ပေးထားပါအားလုံးကျေးဇူးတင်ပါတယ်